အတိုးမပေးရင်သူများသားသမီးတွေကိုပါမတရားသိမ်းပိုက်တဲ့ချစ်တီးလူမျိုးအရင်တော့ကအတိုးပေးထားတဲ့ချစ်တူးလူမျိုးတွေကသူတို့ကိုအတိုးမပေးဘူးဆိုရင်အတိုးမပေးတဲ့လူရဲ့လဲရမြေတွေကိုသိမ်းပိုက်ယုံနေမကပါဘူးတချို့ဆိုအရန်ယုံမှလုံးတဲ့အတွက်သူများတွေရဲ့သားသမီးတွေကိုပါမိန်းမအဖြစ်လှုပ်ယူကြပါတယ်ကျွန်တော်ကဟိန္ဒူဘာသာဝင်တယောက်ဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ဗီဒီယိုမှာတော့အရင်တော့ကမတရားအတိုးစားတဲ့ချစ်တီးလူမျိုးတချို့ရဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ခက်ကမြန်မာလူမျိုးတွေကစာမဖတ်တတ်တာများပါတယ်အဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့အိန္ဒိယနိုင်ငံကလာတဲ့ချစ်တီးလူမျိုးတွေကမြန်မာလူမျိုးတွေကိုကူညီတဲ့ပုံစံဟန်ဆောင်ပြီးတော့ငွေတွေကိုအတိုးနဲ့ချီးခဲ့ပါတယ်အစပိုင်းတော့မြန်မာလူမျိုးတွေကကျေးဇူးရှင်ဆိုပြီးတော့ထင်နေခဲ့ပေမဲ့အမှန်တကယ်တော့အဲ့လိုမျိုးဖြစ်မနေခဲ့ပါဘူးချစ်တီးတွေကပတ်စံချီးတဲ့အခါမှာအတိုးပေါ်အတိုးဆင့်ပြီးတော့ပတ်စံကိုချီးခဲ့ပါတယ်တကယ်လို့မပေးနိုင်ဘူးဆိုရင်လဲရမြေတွေတလိမ့်ဆန်တွေကိုတိမ့်ပိုက်ယုံနေမကပါဘူးလုံးဝယုံမာတဲ့ချစ်တီးတချို့ဆိုရင်မိန်းကလေးအပြိုတွေကိုပါမိန်းမအဖြစ်လှုပ်ယူခဲ့ကြပါတယ်မြန်မာနိုင်ငံရဲ့ကိုလိုနီခေတ်သမိုင်းတစ်ချောင်းမှာချစ်တီးလို့ခေါ်တဲ့လူမျိုးစုတွေကစီးပွားရေးအရာအယောင်မှာအရေးပါတယ်လူမျိုးတွေဖြစ်ခဲ့ပါတယ်ချစ်တီးဆိုတဲ့စကားကအိန္ဒိယနိုင်ငံတောင်ပိုင်းတမန်လူမျိုးတွေရဲ့ချစ်တီးရူဆိုတဲ့စကားကနေဆင်းသက်လာခဲ့တာပါသူတို့ကငွေကြေးလုပ်ငန်းတွေကိုလုပ်ကင်တဲ့အဖြစ်ဘဏ်လုပ်ငန်းတွေပါလုပ်ကင်ခဲ့ပါတယ်မြန်မာလူမျိုးတွေကသူတို့ရဲ့ထူးခြားတဲ့ဝတ်စားစင်ရင်ပေါ်ဘဏ်လုပ်ငန်းတွေကိုကြည့်ပြီးတော့အလွယ်တကူအလင်းနဲ့ချစ်တီးကလားဆိုပြီးတော့ခေါ်ဆိုခဲ့ကြပါတယ်ကိုလိုနီခေတ်မှာအင်္ဂလိပ်တွေကမြန်မာလေယာစိုက်ပျိုးရေးကိုမြင့်တင်ဖို့အတွက်ချစ်တီးတွေကိုမြန်မာပြည်ထဲကိုခေါ်သွင်းခဲ့ပါတယ်ချစ်တီးတွေကမြန်မာလယ်သမားတွေကိုငွေချီးခဲ့ပါတယ်ဒါပေမဲ့အတိုးနှုန်းကအယောင်မှများတဲ့အတွက်လယ်သမားတွေကအကျွေးမဆနိုင်တဲ့အခါမှာသူတို့ရဲ့လဲရမြေတွေကိုချစ်တီးတွေကသိမ့်ပိုက်ခဲ့ပါတယ်မတရားအတိုးစားတဲ့ချစ်တီးလူမျိုးတွေကတဖြည်းဖြည်းနဲ့သူများလဲရတွေကိုသိမ့်ပိုက်လာခဲ့တာနောက်ဆုံးမှာတော့မြမလဲရတော်တော်များများကိုသူတို့ကရယူခဲ့ပါတယ်ဒီလိုမျိုးအခြေအနေကအယောင်ကိုမှဆိုးရလာတဲ့အချိန်မှာတော့လဲသမားတွေကလည်းမကြင်မနှက်ဖြစ်လာပြီးတော့ပြဿနာတွေရှာခဲ့ပါတယ်နောက်ဆုံးမှာတော့ဒုတိယကမ္ဘာစစ်အပြီးမှာတော့ချစ်တီးလူမျိုးတွေကအိန္ဒိယနိုင်ငံကိုပြန်လည်ထွက်ခွာခဲ့ပါတယ်ချစ်တီးလူမျိုးတွေထဲမှာသူများတွေကိုမတရားအတိုးစားတဲ့ချစ်တီးတွေရှိနေတယ်လို့မျိုးကောင်းတဲ့ချစ်တီးတွေသူများတွေကိုကူညီနေတဲ့ချစ်တီးတွေလည်းအများကြီးရှိနေပါသေးတယ်အိန္ဒိယနဲ့ပတ်သက်တဲ့အကြောင်းအရာတွေအတွက်ကျွန်တော်ကောက်လေးကို follow ပေးထားခဲ့ပါအောင်ကျွန်တော်တော့ဘုဒ္ဓရာရဲ့မြောက်ပြီးတော့ကိုစော်တော့အောင်ပဲဖြစ်ပါတယ်မိတ်ဆွေတို့က TikTok က YouTube Channel Facebook Page ဝယ်ယူချင်တယ်ဆိုရင်ကျွန်တော်ရှိမှလာရောဝယ်ယူအားပေးလို့ရပါတယ်ဒီဖုန်းနံပါတ်ရဲ့ Viber ကိုဆက်သွယ်ရေးအသေးစိတ်မေးမြန်းလို့ရသလိုဒီ Telegram user name ကိုလာရောရေးလည်းဆက်သွယ်မေးမြန်းလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ